တန်ဖိုးမဲ့တဲ့စကားလုံးတွေကြောင့်တန်ဖိုးရှိတဲ့မင်းဘဝလေးမကြဆုံးပါစေနဲ့မိမိကဘယ်တော့တန်ဖိုးရှိလဲဆိုတာမိမိကိုယ်တိုင်ကသိထားဖို့လိုတယ်သိထားမှလည်းမိမိကိုဝေဖန်လာတဲ့အခါတန်ဖိုးနဲ့ကြီးများတဲ့စကားလုံးတွေဟုတ်လားမဟုတ်လားဆိုတာကိုဝေဖန်ပိုင်းခြားနိုင်လိမ့်မယ်လူဆိုတာဘလောက်ရင့်ကျက်လောကရန်ကိုလွန်ဆန်ဖို့ဆိုတာကအလွန်ကိုခက်တယ်စာရတောင်းတင်ဖို့စာများဖတ်ဖို့ဆိုတာတွေကဒုက္ခနဲ့ကြုံတွေ့လာတဲ့အခါအနာရရှိအောင်ရဲ့ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုတွေးတတ်ကြံတတ်အောင်သင်ခိုင်းဖတ်ခိုင်းခဲ့တာတွေပါစာမတက်လဲချမ်းသာနိုင်တယ်လို့ပြောလာတဲ့အခါစာမတက်သူတို့ရဲ့ဏိဒံလောင်းနဲ့သူသိလို့ပြောနေတာပါဥစ္စာပစ္စည်းချမ်းသာသူကဥစ္စာပစ္စည်းရဲ့အရာတာကိုသိတယ်လို့ပညာတတ်သူမှလည်းပညာရဲ့အရာတာကိုသိနိုင်လိမ့်မယ်ချမ်းသာအစစ်ဟာပညာဖြစ်ကြောင်းကိုပညာတတ်သူနဲ့ပဲစကားဖောင်ဖွဲ့ပြောချင်းတယ်ဒါကြောင့်လဲတန်ဖိုးမဲ့တဲ့စကားလုံးတွေကြောင့်တန်ဖိုးရှိတဲ့မင်းဘဝလေးကိုမကြဆုံးပါစေနဲ့